3ချတဲ့ကိုရီမားတွေအားလုံးပဲမင်္ဂလာပါเนาะလာမယ်16ရက်2လ26ပေါ့เนาะအခုလာမယ်တတိယအကြိမ်အတွက်ဒီကနေ့ကတော့လုံးပိုင်စိုက်ကလေးเนาะလုံးပိုင်ကိုမှသူကတစ်လုံးနဲ့ထွက်တဲ့ဘိုင်တစ်လုံးကောင်းပေါ့เนาะလုံးပိုင်တစ်လုံးကောင်းလေးကိုတစ်လုံးနဲ့ပါဆုံးထိလိုက်ပြီးတော့ကြည့်ပေးပါအောင်เนาะကဲသွားရအောင်เนาะစပြီးတော့ဒီမှာ356ရဲ့အလဲကောင်မှာရှိတဲ့ဒီ9လေးပါเนาะဒီ9ကဘယ်လိုဆင်းပါလဲဆိုတော့သူ့ရဲ့အောက်မှာရှိတယ်เนาะ6ရေ9ရေနှလုံးပေါင်းမယ်6 9နှလုံးပေါင်းတော့ပေါင်းခြင်း9ပေါ့နော်9ညီမြခြင်း9ဆိုပြီးတော့ဆင်းထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆက်ပြီးတော့သွားပါမယ်ဒီမှာရှိနေတာက9ပါနော်9ကဆိုရင်ဘယ်လိုဆင်းမလဲဒီမှာရှိတာ10ဒီမှာရှိတာ1 8 1ရဲ့1ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း9ညီမြခြင်း9ဆိုပြီးတော့ဆင်းမယ်ဟုတ်ပြီနော်ဒါဆိုဆက်သွားမယ်ဒီကဒီမှာရှိနေတာက9ပါနော်9ဆိုတဲ့အတွက်ကြောင့်မလို့သူကတော့ဒီမှာ8ရဲ့ခွန်ရဲ့နှလုံးပေါင်းမယ်8ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း9ညီမြခြင်း9ဆိုပြီးတော့ရထားမယ်နော်ဒါဆိုရင်ဆက်သွားပါမယ်ဒီမှာရှိနေတာကခွန်ပါနော်ခွန်9ဆိုရင်ဒီမှာရှိတဲ့6ရဲ့ဒီမှာလာမယ်ထိပ်စီးတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်ပုံမှန်နော်9ညီမြခြင်း9 9ညီမြခြင်း9 9ညီမြခြင်း9ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာလေသူက9ညီမြခြင်း9ဖြစ်ကမှာပေါ့နော်ဒါဆိုရင်ရှိနေတာကပါလေ6နောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတဲ့ကြောင့်မလို့1နဲ့ပေါင်းလိုက်မယ်6နဲ့1နဲ့နှလုံးပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းခြင်း9ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်ရထားတဲ့ထိပ်စီးလေးကလည်းတစ်လုံးနဲ့ပါเนาะဒီမှာပါ 3D เนาะညီမတို့လာမယ်16ရက်2လ26ပေါ့เนาะအခုလာမယ်เนาะတတိယအကြိမ်အတွက်ပေါ့เนาะအခုလာမယ်တတိယအကြိမ်အတွက်เนาะရှာတွေ့ထားတဲ့လုံးပိုင်းပေါ့เนาะလုံးပိုင်းတစ်လုံးကောင်းလေးကเนาะတစ်ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะထိပ်ပိုင်ပါเนาะ sorry เนาะညီမပြောတာမှားပါအဆုံးကျမပြောဖို့တတိယသွားတယ်ထိပ်စီးပါเนาะဒီမှာเนาะထိပ်စီးတစ်လုံးနဲ့တွေ့တာပါ sorry ပါမှားပြီးပြောမိနေတာเนาะဥမာတတိထားမိတယ်ဒါဆိုလို့ရှိရင်เนาะသူကတော့တစ်ထိပ်ပေါ့เนาะတစ်ထိပ်ဆိုပြီးတော့ထိပ်တစ်လုံးရှာတွေ့ထားပါတယ်ဒါတော့ညီမရှာရတော့စီပါခြင်းဖြစ်ပါတယ်ကိုရိုမာတို့ကကြိုက်တူမကြတဲ့တမယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်